ကိုယ်ွယ်ရာဖြစ်တော်မူသောဘုဒ္ဓံသတ္တောတင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဘုဒ္ဓိတဤမှန်၍စေတိယတဓာတုစေတိဓမ္မစေတိဘုဒ္ဓိတစေတိပရိဘောဂစေတိတော်မြတ်အားသုဒ္ဓတိတလပတနံသံရှင်ဧမြဤပင်လာသောဤမံပါဏိယပရိဘောဇနိယံသာဤတောက်တော်ဤသောဆောင်တော်ဤကို၎င်းဝန္နာခန္ဓာကမ္ပနံအစဉ်အနန္တပြည့်စုံသောဤမံဘောဂံသာဤဘုရားပံကို၎င်းဘဘဝိနေဟိဘုရားရှင်တို့ဖြင့်အန္တကာရံအမိုင်းမောင်ကိုဝိနာတံပေပြောက်တတ်သောဤမံဒီပါဇာလံသာဤစီမိတံကို၎င်းသကိသံယောယောတေတေခေမိနိဗ္ဗာန်ဤမံလူဓမ္မာဤရှင်ဘုရားဘုဇေမိနိဗ္ဗာန်ကိုမျောဘုဇောပါဤရှင်ဘုရားဣဒံနိပုညံအတဝေကယဝဟဟောတုမေတပိတော်ဤဣဒံပုညံဤကောင်းမှုတိအတဝေကယဝအတဝတေယလေးပါးတို့ဤဘုံရာကုံကြောင့်ဖြစ်သောမေညာပုညံနိဗ္ဗာန်ကိုဧကံရောက်အောင်ရဆောင်နိုင်သည်ဟောတုမောချမသွေဖြစ်ပါစေတည်းနောက်ဆက်မျက်နှာ